အဲ့တော့အရင်ဆုံးမြင်းတစ်ချောင်းဖြစ်ဖို့အတွက်အနည်းဆုံးအမှတ်2ခုလိုရတာဖြစ်သည့်အတွက်ကြောင့်မလို့ x ဝင်ရုံပေါ်မှာတို့ကအမှတ်2ခုမှတ်လိုက်မယ်ပေါ့နော်အမှတ်2ခုမှတ်လိုက်မယ်တစ်ခုကိုကျတော့ x1 လို့ထားမယ်နောက်တစ်ခုကိုကျတော့ x2 လို့ထားမယ်နော်ပြီးတော့ y ဝင်ရုံပေါ်မှာလည်းအမှတ်2ခုမှတ်လိုက်မယ်ကို y1 လို့ထားမယ်နောက်တစ်ခုကျတော့ y2 လို့ထားမယ်ပြီးတော့ x1 နဲ့ y1 ဆုံးတဲ့နေရာကိုအမှတ်တစ်ခုယူလိုက်မယ်အဲ့လိုပဲ x2 နဲ့ y2 ဆုံးတဲ့နေရာကိုနော်အမှတ်တစ်ခုယူလိုက်မယ်အဲ့တော့ x1 နဲ့ y1 ဆုံးတဲ့နေရာအမှတ်တစ်ခုရမယ် x2 နဲ့ y2 ဆုံးတဲ့နေရာကျတော့အမှတ်တစ်ခုရမှာအဲ့အမှတ်တစ်ခုကိုတိုင်းနေတဲ့နာမည်တစ်ခုပေးလိုက်မယ်ပေါ့နော်ဥပမာ a b ဆိုပါတော့ပြီးတော့ရလာတဲ့အမှတ်တစ်ခုကိုဆက်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်မြင်းပိုင်း ab ဆိုပြီးတော့ရလာမယ်နော်ဆိုတော့ဒီမြင်းပိုင်း AB ရဲ့အလျာကိုတို့ရဖို့အတွက် Pythagoras theorem ကိုသုံးပြီးတော့တို့ရှာရမယ်ပေါ့နော်အဲ့တော့တောင်းမှန် trigger ပုံလေးတစ်ခုရအောင်တို့ဆွဲကြည့်ရမယ်အဲ့တော့ဘယ်လိုဖြစ်မလဲဆိုတော့ x2 နဲ့ y1 ဆုံးတဲ့နေရာအမှတ်တစ်ခုရှိမယ်နော်ဒါဆိုရင် x2 နဲ့ y1 ကိုဆက်ပေးလိုက်ပါမယ်ရှားလာတဲ့အမှတ်ကိုတို့က C လို့ထားလိုက်မယ်နော်အဲ့တော့လိုချင်တဲ့တောင်းမှန် trigger ပုံလေးရလာတယ်နော်အဲ့တော့ Pythagoras theorem ရတောင်းမှန်ခံအနန္တထကကျန်အနန္တထပေါင်းခြင်းနဲ့ညီတာဖြစ်သည့်အတွက်ကြောင့်မလို့ AB square ရဲ့တန်ဖိုးလေးရလာတယ်ပေါ့နော်အဲ့တော့ AB ကိုလိုချင်တာဖြစ်သည့်အတွက်ကြောင့်မလို့နော်ဒီဘက်က square ဖြုတ်ချင်တယ်ဆိုရင်တစ်ဖက်ကို square root တင်ပေးရမယ်ပေါ့အဲ့တော့ AB ရဲ့တန်ဖိုးရလာတယ်ပေါ့နော် square root of AC square plus BC square ဆိုပြီးတော့ရလာတယ်အဲ့တော့ AB ရဲ့တန်ဖိုးရဖို့အတွက်တို့က AC ရဲ့တန်ဖိုးသိရမယ်ပြီးတော့ BC ရဲ့တန်ဖိုးလည်းသိရမယ်ပေါ့နော်ဆိုတော့ AC ရဲ့တန်ဖိုးရဖို့အတွက်တို့က x ဝင်ရိုးကိုပြိုင်ပြီးတော့ကြည့်ရမယ်ပေါ့နော် AC ဆိုတာက x1 နဲ့ x2 ကြားမှာရှိတဲ့အကွာအဝေးဖြစ်သည့်အတွက်ကြောင့်မလို့ x2 တွေကနေပြီးတော့ဒီ x1 ကိုနှုတ်လိုက်မယ်ဆိုလို့ရှိရင်AC ရဲ့တန်ဖိုးလေးရလာပါမယ်။အားကြောင့်မလို့ AC ကိုလိုချင်တယ်ဆိုလို့ရှိရင် x2 တွေကနေပြီးတော့ x1 ကိုနှုတ်ပေးရပါမယ်။ y ဝင်ရုံမှာလည်းဒီတိုင်းပဲ BC ကိုလိုချင်တာဖြစ်သည့်အတွက်ကြောင့်မလို့ y ဝင်ရုံနဲ့အပြိုင်တို့ကြည့်ရမယ်ပေါ့နော်။အဲ့တော့ BC ကိုရဖို့အတွက်တို့ကဒီ y2 တွေကနေပြီးတော့ y1 လေးကိုနှုတ်ပေးရပါမယ်။အားကြောင့်မလို့ BC ကိုလိုချင် y2 minus y1 ပေါ့ဒါဆိုရင် AC နဲ့ BC နေရာမှာ HDA Y နေနဲ့အစားသွင်းလို့ရပါပြီဆိုတော့ AC နေရာမှာ x2 minus x1 whole square plus BC နေရာမှာလည်း y2 minus y1 whole square ဆိုပြီးတော့ရလာเนาะဒါကြောင့်မလို့ coordinate ပြင်ကြီးပေါ်မှာရှိတဲ့မြင်းပိုင်း AB ရဲ့အလျာကိုရှာတဲ့ပုံသင်နည်းလေးရလာပါတယ်အားလုံးကျေးဇူးတင်ပါတယ်